အခုက IAS 16အကြောင်းကိုပြောပြမှာဖြစ်တယ် IAS 16က property plan and equipment property plan and equipment ကဘယ်အချိန်မှာ recognition လုပ်ရလဲဆိုတာကြည့်ရအောင် when ဆိုတဲ့စာသားလေးကို highlight လုပ်ထားလိုက် future economic benefits are probable နောက်နာကမှာစီးပွားရေးအရာအကျိုးအမြတ်တွေရရှိနိုင်ဖို့အလားအလာရှိတယ်ဆိုရင် PPE ကို recognize လုပ်မယ် cost can be measured reliably ယုံကြည်စွာဖြင့် cost can be measured တိုင်းတာလို့ရတယ်အဲ့လိုမျိုးအခြေအနေနည်းနဲ့ညီတယ်ဆိုရင် non current assets အောက်မှာ recognition လုပ်လို့ရပါပြီ PPE ကိုအဲ့တော့ဒီ key points တွေကိုစိတ်ထဲမှာဆွဲနေအောင်နားလည်အောင်ဖတ်ထားမယ်ဒုတိယတစ်ခု IAS 16နဲ့ပတ်သက်ပြီးတော့မှတ်ရမှာ cost ကို highlight လုပ်ထားပါ cost ကို calculate လုပ်တဲ့အခါမှာ purchase price ပါမယ်ဝယ်ရင်ဈေးပြီးတော့ direct cost ကကြတော့ delivery cost ဖြစ်မယ် machinery တွေဆိုရင် installation လာပြီးတော့တက်ဆင်ပေးရတာတွေရှိမယ် site preparation site မှာဒီ site တွေမှာ construction တွေပါတယ်ဆိုရင် site မှာလာပြီးတော့ကျွန်တော်မှပြင်ဆင်ပေးရတဲ့ဈေးရိတ်တွေရှိမယ် dismantling cost တွေလည်းရှိနိုင်ပါတယ်အဲ့လိုမျိုး cost တွေကိုအကုန်လုံးပေါင်းပြီးတော့ကျွန်တော်မှ total cost အနေနဲ့ PPE အောက်မှာ IAS 16အရာသတ်မှတ်ပေးရမှာဖြစ်ပါတယ် dismantling cost ဆိုတာကဖြုတ်မယ်တက်မယ်အဲ့လိုမျိုး cost တွေကိုပြောတာဖြစ်ပါတယ် IAS 16မှာ model နှစ်ခုတည်းကနေပြီးတော့တစ်ခုကိုရွေးရမယ် one model ကိုရွေးရမယ် subsequent measurement လို့ခေါ်တဲ့ cost model ကိုရွေးမှာလား revaluation model ကိုရွေးမှာလားကဲလို့ cost model ကိုရွေးတယ်ဆိုရင် calculation method က cost minus accumulated depreciation minus impairment ဖြစ်ပါတယ် revaluation model ကိုရွေးမယ်ဆိုရင် fair value at revaluation date ဖြစ်ပါတယ် fair value at revaluation date ကတော့ပုံစံမှာပေးထားတတ်ပါတယ်ဒါကိုသိဖို့လိုတယ်depreciation ကိုတွက်တဲ့နည်းပါ depreciation တွက်တဲ့အခါမှာ allocate cost over useful life cost ကို useful life နဲ့စားလိုက်တာပါပြီးတော့ start when assets is available for use အသုံးပြုဖို့စတဲ့အသုံးပြုဖို့ရနေပြီဆိုရင်အဲ့ assets ကို depreciation လုပ်လို့ရပါပြီmachinery ပဲဖြစ်စေ property plant and equipment တခုခုကို depreciate လုပ်လို့ရပါပြီ land ကတော့ depreciate လုပ်စရာမလိုပါဘူး cost ကများရန်ဆိုသလိုတက်နေလို့ပါဒါလေးကတော့ exam tips တွေပါ depreciation ဆိုတာ expense ပါ income မဟုတ်ပါဘူးအခုဒီဗီဒီယိုမှာ IAS 16နဲ့ပတ်သက်ပြီးတော့ key points လေးတွေဘာတွေပြောသွားလဲ definition မှာဘာပြောသွားလဲ recognition မှာဘာပြောသွားလဲ initial measurement မှာဘာပြောသွားလဲ subsequent measurement မှာဘာပြောသွားလဲ depreciation ကိုဘယ်လိုမျိုးတွေ့ရမလဲဆိုတာတွေကိုပြန်ပြီးတော့ကို revision လေးလုပ်ကြည့်လို့ရအောင်ပါသိသလောက်ခြာရေးကြည့်ပါနော် thank you